IT man ပြောပြမယ်ညီလေးတို့ကွန်ပျူတာမှာ RAM နဲ့အများကြီးရှိပေမဲ့ game ဆော့ရင်ဒါမှမဟုတ် video edit ရင်ဘာလို့ထစ်နေတာလဲသိလားအဲ့ဒါ RAM နဲ့ VRAM မတူလို့ပါ RAM က Windows နဲ့ app တွေအလုပ်လုပ်ဖို့နေရာပေးတာဖြစ်ပြီး VRAM video RAM ကတော့ graphic ကပေါ်မှာပဲပါတာပါသူကရုပ်ပုံတွေ 3D model တွေကို render လုပ်ဖို့တီးတန့်အလုပ်လုပ်တာပါပစ္စည်းတစ်ခုစီရဲ့တီးခြားစွမ်းဆောင်ရည် specialization ကိုခွဲခြားသိမြင်တဲ့အလေးချင်းရှိရင်ညီလေးတို့ကအကောင်းဆုံး performance ကိုရလာမှာပါ 4K ဗီဒီယိုတွေကြည့်မယ် game အကြီးကြီးတွေစော့မယ်ဆိုရင် VRAM များဖို့လိုပါတယ် RAM 32GB ရှိနေပေမဲ့ VRAM က 2GB ပဲရှိရင်ရုပ်ထွက်ပိုင်းမှာနင်းနေအောင်ပါပဲအားသာချက်ကတော့ VRAM များရင်ရုပ်ထွက်အရန်ကြည်လင်မြန်ဆန်တာဖြစ်ပြီးအားနည်းချက်ကတော့ VRAM များတဲ့ graphic card တွေကဈေးနှုန်းအလွန်ကြီးတာဖြစ်ပါတယ်နေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာရင်တစ်နှစ်အတွင်းမှာညီလေးတို့စီမှာ the get senior tech mindset ရလာမှာပါဥမာတာမန်လူက RAM များရဲ့အကုန်များမဲ့ထင်နေချိန်မှာညီလေးကတော့ VRAM ရဲ့အရေးပါပုံကိုပါသိနေမှာမျိုးပါနေ့စဉ်9မိနစ်စာဒီလို ID အခြေခံတွေကိုလေ့လာပြီး senior ID brother ဖြစ်ဖို့ follow လုပ်တာပါရန်ကုန်မြို့ထဲမှာ ID services တွေလိုရင်ကျွန်တော်တို့ ID man ကိုဆက်သွယ်လိုက်ပါတော့